ဒီနေ့မှာတော့ refuse နဲ့ deny နှစ်ခုလုံးကတစ်ခုခုကိုငင်းဆန်တာငင်းဆိုတာငင်းပယ်တာဆိုပြီးအတိတ်ပဲရပေမဲ့အသုံးပြုပုံကွဲပြားတာကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါ sharing by Josephine မှာပြန်နေကြဆိုပါတယ်ပထမတစ်ခုအနေနဲ့ refuse ကအဆိုပြုချက်တစ်ခုတောင်းဆိုမှုတစ်ခုဒါမှမဟုတ်အမိန့်တစ်ခုခုကိုစန္ဒရှိရှိငင်းပယ်နေရမှာသုံးပါတယ်ဥပမာအနေနဲ့သူကဒီမေးခွန်းရဲ့အဖြေကိုသိတယ်ဒါပေမဲ့စန္ဒရှိရှိမဖြေဖို့ငင်းဆိုခဲ့တယ် He refused to answer the question ကျွန်တော်သူမကိုအကူအညီတောင်းခဲ့ပေမဲ့သူမကစန္ဒရှိရှိမကူညီပေးဖို့ငင်းဆိုခဲ့တယ် I asked her for help but she refused ကျမကကောင်လေးကိုပတ်စံပေးပေမဲ့သူကစန္ဒရှိရှိလက်မခံဖို့ငင်းဆိုခဲ့တယ် The boy refused to take the money နောက်တစ်ခုအနေနဲ့ဒီနိုင်ကတော့အမှန်တရားတစ်ခုဒါမှမဟုတ်ဆွဆွဲချက်တစ်ခုကိုမှန်ကန်မှုမရှိကြောင်းလက်မခံကြောင်းငင်းဆိုတဲ့နေရာမှာသုံးပါတယ်ဥပမာအနေနဲ့သူကအမှန်တကယ်တော့ပတ်စံခိုးယူခဲ့တယ်ဒါပေမဲ့ပတ်စံမခိုးခဲ့ဘူးဆိုပြီးတော့ငင်းဆိုခဲ့တယ် He denied stealing the money သူမကကုမ္ပဏီကနေတော့မထွက်ဘူးဒါပေမဲ့ကုမ္ပဏီကနေထွက်တော့မယ်ဆိုတဲ့ကောလာဟာလတွေကိုငင်းဆိုခဲ့တယ်She denied the rumors that she was leaving the company. အမှန်တကယ်တော့သူမကဒီကိစ္စနဲ့ဒီဖြစ်ရနဲ့ပတ်သက်ပြီးတော့အားလုံးသိတယ်။ဒါပေမဲ့ဘာမှမသိဘူးဆိုပြီးငင်းဆိုခဲ့တယ်။ She denied knowing anything about the incident. ဒီလောက်ဆိုရင်တော့ငင်းဆိုတဲ့နေရာမှာသုံးတဲ့ deny နဲ့ refuse ကိုကြိုက်ပြလိုက်မယ်လို့ယုံကြည်ပါတယ်။ဒါဆိုရင်တော့နောက်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်။အားလုံးပဲ bye bye